တော်သခင်ရှင်တော်မြတ်ဗျာ၏မဟာကရုဏာကုံအာယုပြုကတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကသတတ္တယောနာအထောဝိနည်းများစွာတတ္တဝါဤချမ်းသာစေပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဗျာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမိယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလို့ကအတိဒုက္ခရာနိဥစ္စာအသက်ချင်တဲ့အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဂနိဆွန်ခြင်းကြီးဟုចេတိထဝေငါတို့အစုအလုံးခဲရတော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကိုအထုတော်မူရသည်ဖြစ်၍ခေရလက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍချိန်ခံများစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတ္တတ္တဝါများယဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျုရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဓမ္မအတိဖြင့်အကျိုးရှိအောင်နေကြီးလို့လူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းမိမိတို့ဘဝမှာနေထိုင်တဲ့အခါအကျိုးရှိအောင်နေတတ်ဖို့အမြဲတမ်းအရေးကြီးပါတယ်အကျိုးဆိုတာဒိဋ္ဌဓမ္မိကအဋ္ဌမျက်မှောက်ဘဝမှာရတဲ့အကျိုးကတစ်မျိုးတံပရာယိကထလို့ခေါ်တဲ့တမလွန်ဘဝမှာရတဲ့အကျိုးလို့စာပေကျမ်းဂန်များမှာဒီလိုအကျိုးနှမျိုးကိုသတ်မှတ်ပြထားတာရှိတယ်အဲ့ဒီမဲ့မျက်မှောက်ဘဝမှာရရှိနိုင်တဲ့အကျိုးဆိုတာဒီဘဝမှာရှိတဲ့ဥစ္စာရတာလည်းအကျိုးတစ်မျိုးပဲယာဓုဂုံသိဌာနန္တရရတာလည်းအကျိုးတစ်မျိုးပဲထူးခြားတဲ့ဂုဏ်အညီသွေးတွေရတာလည်းတစ်မျိုးပဲစီးပွားဥစ္စာရတာလည်းပဲတစ်မျိုးပဲချမ်းသာသာနေဖို့အခွင့်အရေးတွေရလာတာလည်းပဲဒီဘဝရဲ့အကျိုးလို့ဒီလိုပြောရဓမ္မလွန်ဘဝအကျိုးဆိုတာကြတော့လူတိုင်းဟာဒီဘဝမှာဆုံးသတ်ကြမှာမဟုတ်သေးလို့ရှိရင်နောင်ဓမ္မလွန်ဘဝဆိုတာရှိနေသေးသည့်အတွက်ကြောင့်ဒီဘဝအရေးတွေမစဉ်းစားဘဲနဲ့နောင်ဘဝအရေးကိုလည်းပဲစဉ်းစားရမယ်တဲ့နောင်ဘဝအရေးအတွက်လည်းရှိတဲ့အကြောင်းတရားများရှိအောင်လုံးမကောင်းတဲ့အကြောင်းတရားတွေမိမိတဏ္ဍာမှာရှိမှနောင်ဘဝမှာကောင်းကျိုးချမ်းသာရနိုင်တယ်လို့ဒိဋ္ဌဓမ္မိကအဋ္ဌမျက်မှောက်ဘဝမှာရမယ်အကျိုးတံပရာယိကထလို့ခေါ်တဲ့တမလွန်ဘဝမှာနောက်ဘဝမှာရနိုင်တဲ့အကျိုးတဲ့အဲ့ဒီအကျိုးနှမျိုးလုံးရရှိအောင်ဓမ္မအတိနဲ့နေဖို့လိုတယ်လို့အဲ့ဒါလို့ဓမ္မအတိနဲ့ဓမ္မအတိဆိုတာဒီနေရာမှာဓမ္မဆိုတာအမှန်အမှားကိုခွဲခြားသိနိုင်အောင်ဟောပြောထားတဲ့ဘုရားမြတ်စွာရဲ့ဆုံးမသွန်သင်ချက်ကိုလည်းဓမ္မလို့ခေါ်လို့ရတယ်ဓ
ကောင်းဆုံးနှမျိုးကိုပေးတတ်တဲ့သဘာဝတရားတွေရဲ့အကျိုးအကြောင်းအဆိုးအကောင်းကိုသိတာလဲဓမ္မကိုသိတယ်လို့ဒီလိုပြောရမယ်ဓမ္မအသိနဲ့ဘဝမှာအကျိုးရှိရှိနေဖို့ဘာဖြစ်လို့လို့ဆိုလို့ရှိရင်လောကမှာဘဝတစ်ခုရလာတဲ့အခါမှာနေပုံထိုင်ပုံကအမျိုးမျိုးရှိတယ်ကောအကျိုးရှိတဲ့နေနည်းရှိတယ်လို့မိမိတဏ္ဍာမှာအကျိုးမဲ့စေတတ်တဲ့နေနည်းရှိတယ်အချို့သောနေနည်းကပစ္စုပန်မှာတော့ကောင်းပါရဲ့ဓမ္မဘဝမှာမကောင်းတဲ့နေနည်းမျိုးလည်းရှိတယ်ပစ္စုပန်တန္တရာနှစ်ဖြာလုံးအကျိုးရှိမဲ့နေပုံနေနည်းမျိုးကိုဘုရားမြတ်စွာကဆုံးမဩဝါဒပေးပါတယ်အဲ့ဒီလိုနေတတ်ဖို့လို့ဆိုတာလူတွေမှာမျက်စိနှလုံးရှိရတယ်လို့အသိဉာဏ်ကလည်းပဲနှမျိုးရှိဖို့လိုအပ်တယ်တဲ့ဘုရားမြတ်စွာကအန္တသုတ်တံမှာဒီစက္ခုမျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်အကောင်းဆုံးပုဂ္ဂိုလ်လို့ဒီလိုဟောထားတာရှိတယ်မျက်စိနှလုံးဆိုတာလူတိုင်းမှာမျက်စိဟာတစ်လုံးနဲ့မဟုတ်ဘူးနှလုံးရှိကြတယ်အသိဉာဏ်ကလည်းပဲထို့တူနှလုံးရှိရမယ်နှလုံးရှိတယ်ဆိုတာနှစ်ဖက်မြင်ရမယ်လို့တစ်ဖက်တမမြင်ရဘူးလို့ဒီလိုဆိုလို့အဲ့တော့နှစ်ဖက်ဆိုတာမြတ်စွာဘုရားကရှင်းပြတယ်လူလောကလူရည်လို့ဖြစ်လာတဲ့အခါမှာမရသေးတဲ့စည်းစိမ်ဥစ္စာတွေကိုရဖို့ရလာတဲ့စည်းစိမ်ဥစ္စာတွေတည်မြဲဖို့တည်မြဲပြီးသားစည်းစိမ်ဥစ္စာတွေတိုးတက်ဖို့သိမြင်တတ်တဲ့အသိဉာဏ်ဆိုတဲ့မျက်စိတစ်လုံးလည်းရှိဖို့လိုတယ်ဒါဒီဘဝကောင်းကျိုးအတွက်နောက်ဘဝကောင်းကျိုးအတွက်ကုသိုလ်အကုသိုလ်အပြစ်ရှိတယ်အပြစ်မရှိဘူးဓမ္မရေးရာနဲ့ပတ်သက်တဲ့သိတဲ့ပညာမျက်စိမျိုးကလည်းပဲနောက်ထပ်လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတစ်ခုနဲ့တစ်ခုထိမ့်ညှိပြီးတော့ပေးရမယ်။လောကအကျိုးကြီးကြိုးစားမယ်ဆိုလို့ရှိရင်တန်လျာအကျိုးကလစ်လပ်သွားတတ်တယ်။ဒါကြောင့်မို့လောကအကျိုးတန်လျာအကျိုးနှမျိုးလုံးကိုမြင်နိုင်တဲ့အသိနှမျိုးနဲ့ထိမ့်ကွက်ပေးရမယ်လို့ဒီလိုဆုံးလို့လား။အဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတွေမှာစီးပွားဥစ္စာတိုးတက်လာတော့လေကိုချင်းတရားဆိုးရုပ်ပြပြသွားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာဒီပြေဆိုးရုပ်သွားနိုင်တယ်။ဒါကြောင့်မို့စီးပွားရေးဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်။ကိုချင်းတရားဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်။ဒီလိုဆုံးလို့လားနော်။ကိုချင်းတရားလည်းတိုးတက်ရမယ်။စီးပွားလည်းတိုးတက်ရမယ်။နှမျိုးနှစ်စာတိုးတက်ကြီးပွားအောင်ကြံဆောင်သိမြင်တဲ့အသိပညာမျိုးကိုဒီနေရာမှာမျက်စိနှလုံးလို့ဒီလိုခေါ်တာစီးပွားရေးမျက်စိရှိရမယ်ပညာရေးဓမ္မရေးရာမျက်စိလည်းရှိရမယ်ဓမ္မရေးရာမျက်စိဖြင့်တိုးတက်လာတဲ့စီးပွားရေးရဲ့စီးပွားရေးတိုးတက်မှုကိုအကြောင်းပြုပြီးတော့အကျင့်စာရိတ္တမပြည့်ပြားအောင်ထိတ်ကွက်ပြီးတော့ပေးတယ်ဒီလိုဆိုလို့ကဲကောင်းပြီစီးပွားရေးမျက်စိတော့ရှိပါရဲ့ဓမ္မရေးရာမျက်စိမရှိဘူးဆိုရင်ဘာဖြစ်တတ်တယ်လဲလို့ဆိုလို့ရှိရင်စီးပွားရရင်ပြီးရောဘာမဆိုလုပ်မယ်ဆိုတဲ့အတွေးခေါ်တွေဝင်လာတတ်တယ်တစ်ဖက်ကထိန်းထားရမယ်အဲ့ဒါလို့ထိန်းတိုင်းမရှိဘူးဆိုလို့ရှိရင်ကိုချင်းတရားပြက်ပြားပြီးတော့စီးပွားရှာတတ်တယ်ကိုချင်းတရားပြက်ပြားပြီးတော့ရလာတဲ့စီးပွားဥစ္စာဟာတည်ငြိမ်မှုနဲ့တည်မြဲမှုမရှိဘူးတဲ့ကြည့်လေလောကမှာလည်းပဲစီးပွားဥစ္စာတွေတချို့တိုးတက်လာတယ်သို့တော့အကျင့်စာရိတ္တဘက်ကယိုရင်းသွားသည့်အတွက်ကြောင့်ရလာတော့စည်းစိမ်ဥစ္စာဟာလည်းပဲပျက်စီးဆုံးရှုံးသွားတတ်တယ်ကိုချင်းတရားပြတ်သွားလို့ရှိရင်စည်းစိမ်ဥစ္စာလည်းမတည်ငြိမ်နိုင်ဘူးဒါကြောင့် economic progress နဲ့ spiritual progress လို့ခေါ်တာပေါ့ဒီနှစ်ခုဟာထိန်းညှိပြီးတော့ထားရမယ်ဒီနှစ်ခုထိန်းညှိထားလို့ရှိရင်စီးပွားတိုးတက်မှုလည်းခိုင်မြဲတယ်တစ်ဖက်ကလည်းပဲကိုချင်းတရားလည်းပဲခိုင်မြဲတယ်စီးပွားနဲ့ကိုချင်းတရားကိုထိန်းတယ်ကိုချင်းတရားနဲ့စီးပွားကိုပြန်ထိန်းတယ်ဒီလိုနှစ်ဖက်နှစ်တန်ရှုမြင်တတ်တဲ့ပညာမျက်စိရှိရမယ်လို့
မြတ်စွာဘုရားကအဲ့ဒီတုတ်တံမှာဟောတယ်ဘာဖြစ်လို့လဲဆိုတော့တန်တရားထဲမှာနေတဲ့အခါမှာလည်းပဲချမ်းသာဒုက္ခရဖို့ဆိုတာကောင်းတဲ့အကြောင်းတွေဆောင်ရွက်နိုင်မှရပါတယ်ဒါဖြင့်ကောင်းပြီဘဝမှာအကျိုးရှိရှိနေဖို့ဆိုလို့ရှိရင်ပါစဉ်းစားရမလဲမိမိကိုယ်ကိုမိမိအမြဲသုံးသပ်ဆင်ခြင်ရမယ့်အချက်ကကထံဘူတတ္တမေရတ္တိဓိဝဝိတ္တဝတ္တံတိဘယ်လိုနည်းနဲ့နေ့တွေရက်တွေငါ့ဖို့ကုန်းနေတယ်လဲဆိုတာလူတိုင်းတွေ့တယ်ငါတနေ့တာအချိန်ကုန်သွားတယ်လူဘဝလူတိုင်းဟာရပ်နေတာမဟုတ်ဘူးလူဘဝရလာတဲ့နေရာတွေတည့်ရဲ့ပြီးအချိန်တွေကဖြတ်ကျော်လာခဲ့တာဒီဖြတ်ကျော်လာခဲ့တာတနှစ်သားကနေပြီး10နှစ်သားကနေအနှစ်20ကနေ30 40 50ဒီလိုဖြတ်လာခဲ့အဲ့ဒီဖြတ်လာခဲ့တဲ့ဖြတ်တန်းလာခဲ့တဲ့နှစ်တွေဖြတ်တန်းလာခဲ့တဲ့လတွေဖြတ်တန်းလာခဲ့တဲ့ရက်တွေဖြတ်တန်းလာခဲ့တဲ့နာရီတွေမှာဘယ်ပုံဘယ်နည်းကအချိန်ကုန်ခဲ့တယ်လေဒါကိုပြန်စဉ်းစားရမယ်ဘုရားမြတ်စွာကကထံဘူတတ္တဘယ်လိုနည်းဘယ်လိုအခြေအနေနဲ့ရတ္တိဓိဝနေ့တွေညတွေဟာဝါရက်တွေဟာဝိတ္တိဝတ္တတိငါမှာကုန်လွန်ခဲ့တယ်လေဆိုတာစဉ်းစားပါစဉ်းစားလိုက်ရင်အဖြေဆိုတာထွက်လာတတ်တယ်ဟောအကျိုးရှိရှိအချိန်ကုန်နေတာလားအကျိုးမဲ့အချိန်ကုန်နေတာလားလောကရဲ့စီးပွားရေးတွေအတွက်အချိန်ကုန်နေတာလားဓမ္မရေးရတဲ့အချိန်ကုန်တာလားဆိုဟိုအချိန်ကိုဇရာညှိပြီးတော့ကြည့်လိုက်လို့ရှိရင်အချိန်ကိုဘယ်ပုံဘယ်နည်းအသုံးချနေတယ်ဆိုတာအဖြေတွေ့လာမှာပဲအဲ့ဒီအဖြေတွေ့လာတဲ့အခါမှာခုနကလို့လောကအကျိုးတဏှာအကျိုးဒီဘဝအကျိုးနောက်ဘဝအကျိုးဒီအကျိုးနှမျိုးလုံးအကျိုးရှိကုန်ဖို့အရေးကြီးတယ်လို့ဒီလိုဆိုပစ္စုပန်အကျိုးတစ်ခုတည်းတင်လုံးပန်းပြီးတော့နေလို့ရှိရင်တဏှာအကျိုးကလေဟင်းသွားတာတဲ့တော့မကောင်းတဲ့ဘဝရောက်သွားလို့ရှိရင်ဒီဘဝချမ်းသာတော့လဲနောက်ဘဝမှာနိဒ္ဒဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်နှစ်ဖက်စလုံးညှိပြီးတော့ကိုယ်အမြင်နှမျိုးနဲ့ကြည့်ပြီးတော့နေ့ရက်တွေကိုကုံဆုံးစေရမယ်ဒါနေပုံနေပြီးတစ်ခုပဲအဲ့တော့လောကမှာလူတွေနေကြတယ်ကုသိုလ်ရအောင်နေပြီးဘယ်လိုနေမလဲဆိုတော့ပြုပြင်ပေးဖို့လိုအပ်တယ်ပထမနံပါတ်1ကကုသိုလ်ရအောင်အကျိုးရှိအောင်လုပ်ဖို့ဆိုတာအကျိုးဆိုတာကောင်းကျိုးချမ်းသာတွေရဖို့အတွက်လိုအပ်တယ်အဲ့တော့ကောင်းကျိုးချမ်းသာတွေရဖို့အတွက်အချက်၄ချက်နဲ့ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေကိုလေ့ကျင့်ပေးရမယ်အချက်1ကဘာလို့ဆိုလို့ရှိရင်ငါစိတ်ထဲမှာငါတန်တန်မှာဒီဘဝရလာတဲ့ချိန်မှာကုသိုလ်စိတ်များများဖြစ်စေရမယ်ဆိုတဲ့အချက်ဘာဖြစ်လို့ကုသိုလ်စိတ်များများဖြစ်ရမလို့ဆိုကုသိုလ်ဆိုတာအဆိုးတရားတွေကိုဖယ်ရှားပြီးကောင်းကျိုးတရားတွေကိုဖော်ဆောင်ပေးနိုင်တဲ့သဘောဒါကြောင့်မို့လို့ကုသလကုသိုလ်ကုဆိုတာအဆိုးတရားတွေကိုတလဖယ်ရှားပြနိုင်တဲ့စွမ်းအားရှိတဲ့သဘာဝတရားမျိုးအဲ့ဒီသဘာဝစွမ်းအားတွေဆိုတာဘာတွေပြောတာလို့ဆိုရင်အလောဘတို့အဒေါသတို့အမောဟအလောဘဆိုတဲ့ကိုယ့်ရဲ့ပစ္စည်းကိုလောကမှာလူတွေဟာတယောက်တည်းနေတာမဟုတ်သည့်အတွက်ကြောင့်ကိုယ့်ရဲ့ပစ္စည်းကိုအများနဲ့မျှဝေခံစားနိုင်ဖို့ပစ္စည်းကိုယ်ပစ္စည်းကိုဘလောက်ပဲများဆုပ်ကင်ထားတာမျိုးမဖြစ်ဘဲနဲ့အများနဲ့မျှဝေခံစားနိုင်လောက်အောင်စွတ်လွတ်နိုင်တဲ့သဘောတစ်ခုပေါ့နော်အဒေါသဆိုတာအများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာအမောဟဆိုတာဘာလို့တင်တယ်လဲလုံးတင်သလားမလုံးတင်ဘူးလားသိတဲ့အသိပညာမျိုးအဲ့ဒီသဘာဝတရားတွေဟာအဆိုးတရားတွေကိုဖယ်ရှားနိုင်တာဖြစ်လို့ကုသိုလ်လို့ခေါ်တယ်အဲ့ဒီကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ရမယ်သတ္တဏ္ဍာမှာဖြစ်စေရမယ်တတ္တာတရားတွေဖြစ်စေရမယ်သီလတရားတွေဖြစ်စေရမယ်သမာဓိစွမ်းအားတွေဖြစ်စေရမယ်
အကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားသိနိုင်တဲ့အသိပညာစွမ်းအားတွေကိုယ်တဏ္ဍာမှာရင့်တန်ထွားချိုင်းစေရမယ်လို့စိတ်ထဲမှာဆုံးဆုံးဖြတ်ဖြတ်နဲ့အဋိဋ္ဌံချက်တစ်ခုလုံးအောင်ဒါကိုစာပေကနိယမိတကုသိုလ်စိတ်သာဖြစ်အောင်လုပ်မယ်အကုသိုလ်မဖြစ်စေရဘူးလို့ဆိုတဲ့စိတ်ကို determination ပေါ့စိတ်ကိုဆုံးဖြတ်ပြီးတော့အဲ့ဒါလို့လုပ်ရမယ်လို့ဆိုတယ်အဲ့ဒါလို့စိတ်ကိုစောင့်ကြည့်ထားလိုက်လို့ရှိရင်တတိထားတတ်လာပြီးတော့ကိုယ်စိတ်ဟာကုသိုလ်ဖြစ်ဖို့ပဲကိုဥလှဲ့လာနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ကုသိုလ်စိတ်ဖြစ်ဖို့အတွက်နောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုရင်သမုဒ္ဒရာဆိုင်အလေးအကျင့်ရနေအောင်ကျင့်ကြံကြဖို့ဆိုတော့မနေ့အေးရထားရင်ဘုရားအရင်ရှိခိုးမယ်မျက်နှာသိမယ်ဘုရားရှိခိုးမယ်အလေးကျင့်တစ်ခုလောက်ဘုရားရှင်မခိုးပဲမနေ့စာမစားဘူးအေးရထားတာနဲ့ဘုရားရှိခိုးမယ်ဘုရားကိုအာရုံပြုမယ်ကုသိုလ်စိတ်ဖြစ်အောင်လုပ်မယ်တော့မေတ္တာပို့မိမိအိမ်သူအိမ်သားတွေကနေစပြီးတော့မိမိပတ်ဝန်းကျင်မှာရှိတဲ့တ attva တွေချမ်းသာဒုက္ခရကြပါစေစီးပွားဥစ္စာတိုးတက်ကြပါစေစသဖြင့်မေတ္တာပို့ကုသိုလ်စိတ်ဖြစ်အလေးအကျင့်တစ်ခုလုပ်ပေးရမယ်လို့ဆိုတယ်ဒါကိုသမုဒ္ဒရာစိတ်နာလို့ပြောတာဘယ်ပဲဖြစ်ဖြစ်လေ့ကျင့်ခန်းဆိုတာလုပ်ကြphysical exercise ဆိုမနေ့စောစောလမ်းလျှောက်တဲ့ပုဂ္ဂိုလ်တွေကျန်းမာရေးလေ့ကျင့်အောင်ဆိုမနေ့မှန်မှန်လမ်းလျှောက်ကြဒါလေ့ကျင့်ခန်းလုပ်တာအဲ့ဒီလေ့ကျင့်ခန်းလုပ်တယ်လို့ပဲလေ့ကျင့်ဘဝမှာအကျိုးရှိဖို့အတွက်ကုသိုလ်ရေးရတဲ့လေ့ကျင့်ခန်းလုပ်နေရမယ်လို့ဆိုတယ်မနေ့အချိန်မှာငါဘာလုပ်မယ်နေ့လယ်အားတဲ့အချိန်မှာဘာလုပ်မယ်ညဘာလုပ်မယ်ဆိုတဲ့အချိန်အခါအားလျော်စွာမိမိတဏ္ဍာမှာကုသိုလ်စိတ်တွေဖြစ်ပွားစေရမယ်အင်ရှင်မတွေဆိုလို့ရှိရင်ဥပမာပဲသမင်းချက်ရင်ဟင်းချက်ရင်လည်းပဲကုသိုလ်စိတ်ဖြစ်အောင်ဆောက်တည်ရမယ်ငါချက်ထားတယ်ဟင်းငါချက်ထားတဲ့သမင်းစားပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါစေပျော်ရွှင်ကြပါစေမေတ္တာထားတာအလုံးချမ်းသာကြပါစေအများအတွက်ဆောင်ရွက်ပြီးတဲ့စိတ်စေတနာဒါမေတ္တာဆိုတာဘယ်နေရာမှာထားဘယ်နေရာမဆိုထားလို့ရတယ်မေတ္တာနဲ့တဏှာနဲ့မတူဘူးเนาะအရာထဲမှာတော့မေတ္တာနဲ့တဏှာကိုရောထွေးပြီးတော့သုံးတယ်မေတ္တာဆိုဒီမှာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုမေတ္တာလို့ခေါ်တယ်ဒါမို့မေတ္တာဆိုတဲ့စကားလုံးကမိတ္တဆိုတဲ့ပုဂ္ဂလာမိတ္တတာအေးတာမေတ္တာမိတ္တတာမိတ်ဆွေတငယ်ချင်းဤအေးတာစိတ်ဓာတ်ဒီဖြစ်ပေါ်လာတဲ့ဥစ္စာဒီဒါကြောင့်မေတ္တာမိတ်ဆွေရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားမျိုးကိုမေတ္တာအဲ့တော့မိတ်ဆွေရဲ့တဏ္ဍာမှာဘာဖြစ်တယ်ဆိုလို့ရှိရင်ကောင်းကျိုးလိုလားတဲ့စိတ်တွေဖြစ်တယ်လေမိမိနဲ့ခင်မင်တဲ့တငယ်ချင်းတွေကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ကြီးပွားတဲ့တိုးတက်တဲ့ကြားရင်ဝမ်းသာတယ်ဒီစိတ်ဓာတ်မျိုးဟာရန်သူပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးမဟုတ်ဘူးအားလုံးပေါ်မှာအဲ့ဒီလိုမိတ်ဆွေစိတ်ဓာတ်ပွားနိုင်အောင်လုပ်ထားမေတ္တာထားနိုင်တယ်လို့ပြောတယ်နော်အဲ့တော့မေတ္တာဆိုတာရင်ထဲနှလုံးထဲမှာအမုန်းတရားတွေကိုဖယ်ရှားပြီးတော့အကျိုးလိုလားတဲ့စိတ်ဓာတ်မျိုးမေတ္တာအဲ့တော့မေတ္တာပွားမယ်ဆိုလို့ရှိရင်ဘယ်ချိန်မှဆိုပွားလို့ရဆိုပါစို့မေတ္တာကလည်းပဲတကယ်ကတော့မေတ္တာစိတ်ဆိုတာမနောကံစိတ်ကလောက်ရမယ်ဟာပေါ့စိတ်ကလောက်ပြီးတော့ခန္ဓာကိုယ်နဲ့ပြရတဲ့ကာယကံမေတ္တာမျိုးလည်းရှိတယ်ဝစီကံနဲ့ပြရမယ်နှုတ်ကနေပြောရမယ်ဝစီကံမေတ္တာမျိုးလည်းရှိတယ်မနောကမေတ္တာဆိုတာစိတ်ထဲကတ attva တွေချမ်းသာကြပါစေဝစီကံမေတ္တာဆိုတာတဦးနဲ့တဦးအကြံဉာဏ်ပေးတယ်ကောင်းတဲ့အကြံဉာဏ်ပေးတယ်ဟာဒီလမ်းတော့မသွားနဲ့ဒီလမ်းမှာအန္တရာယ်ရှိတယ်ဟာဒီနေရာတော့မနေသင့်ဘူးဒီအလုပ်တော့မလုပ်သင့်ဘူးဒီအလုပ်လုပ်ရင်ပိုကောင်းတယ်အကြံဉာဏ်ပေးတယ်ဒါဝစီကံမေတ္တာလို့ခေါ်တယ်မေတ္တာစိတ်အကြံကောင်းဉာဏ်ကောင်းတွေပေးနေတာဝစီကံမေတ္တာကာယကမေတ္တာဆိုတာသွားရင်လာရင်ကနေဆူးကလေးတွေတွေ့ဘေးဖယ်သွားတယ်အေးမတိုက်မခိုက်ကြပါစေနဲ့